သာသနာတော်နှစ်2552ခုနှစ်ကောဇာတက္ကရာ1380ပြည့်နှစ်တပေါင်းလပိကျော်10ရက်နေ့ရန်ကုန်တိုင်းတံမွေမြို့နယ်ကြောင်မြောင်းအရှေ့ရပ်ကွက်အောင်တော်မူအေးစေတီဗုဒ္ဓပူဇနီယပွဲတော်နှင့်စာလျင်၍ပထမအကြိမ်ဆင်ရင်ကျင်းပပြုလုပ်အပ်သည့်ညဥ်ယံဓမ္မသဘင်အခမ်းအနားဝယ်နှစ်ဖက်မိဘများအားကျေးဇူးဆက်သောအားဖြင့်ကျောင်းဆရာကြီးဦးထွန်းညွန့်ဒေါ်ခင်ကြည်နှင့်ဘုံမူတင်ထွန်းဘုံမူထွန်းတင်သူရဲကောင်အမှတ်တမ်းဝင်နိုင်ငံဂုဏ်ကြီးပထမဆင့်လွတ်လပ်ရေးမော်ကုန်းဝင်ဒုတိယဆင့်ဒေါ်တန်းရွှေတို့အားရည်စူး၍သာကိုစောဝင်းမဏိနီဆန်းစီကုံမျိုးစုံဆိုင်မြေမဆုလိုင်ဝင်းမောင်ပြည်ဖြိုးစုံမိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်တော်သေချာသောလမ်းကလျှောက်လမ်းမှာတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျူးဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုယူဆပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာရေအတွက်သင်္ချာတို့ဖြင့်တော်လဲအပမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာတဲ့ခြေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလွန်ခဲရင်သောအမှုတို့ကိုကရွန်တော်ဖရာဖြစ်ရန်ဤတန်ကြိုးကုပ်အာထုတော်မူရသည်ဖြစ်၍ခေရလက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဏချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာထသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလောလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းသေချာတဲ့လမ်းကလျှောက်လမ်းမှာလို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲမှာအပန္နကပฏิပဒါလို့အပန္နကဆိုတာအလွဲအချော်မရှိသောလို့အဓိပ္ပာယ်ရအလွဲချော်မရှိတဲ့လမ်းစဉ်အလွဲချော်မရှိတဲ့ကျင့်စဉ်တစ်ခုအဲ့ဒါအပန္နကပฏิပဒါမြန်မာလူမျိုးတွေကလည်းပြောလို့ရှိကြတယ်အရင်လိုလမ်းအိုလိုက်ဆိုပြီးတော့မမှားနိုင်တဲ့လမ်းကိုပြောကြတခါတရံအသစ်ထွင်ထားတဲ့လမ်းမျိုးက
လိုရာစခန်းကိုမပေါက်ဖဲနဲ့ရှိတတ်တယ်အများသွားနေချလမ်းဖုံးနေတဲ့လမ်းကြီးကတော့မရောက်ဘူးလို့မရှိဘူးရှောက်လန်းသွားတဲ့လူတွေအချိန်ချင်းရောက်ရှိပြီးတော့သွားကြတယ်ဒါကြောင့်မို့လို့အရင်လိုလမ်းအိုဆိုတာလမ်းဟောင်းသွားနေချလမ်းတိုင်းရှောက်လန်းပါလို့ဗမာစကားဒီလိုဆိုလိုတဲ့အဓိပ္ပာယ်ဘုရားမြတ်စွာကအပ္ပန္နကပฏิပဒါဆိုတာနိဗ္ဗာန်ခရီးကိုရှောက်လန်းတဲ့ပုဂ္ဂိုလ်သို့မဟုတ်တန်တရားခရီးကိုရှောက်လန်းတဲ့ပုဂ္ဂိုလ်တိုင်းဟာရှေးသူတော်စင်တွေသွားရိုးသွားစဉ်ဖြစ်တဲ့လမ်းကြောင်းကြီးရှိတယ်အဲ့ဒီလမ်းကြောင်းကြီးအတိုင်းရှောက်လန်းသွားမယ်ဆိုလို့ရှိရင်လိုရာစခန်းကိုရောက်နိုင်တယ်မလွဲနိုင်တဲ့လမ်းသေးကြတဲ့လမ်းအပ္ပန္နကပฏิပဒါလို့ဒီလိုခေါ်စလုံးပေါင်းတဲ့အခါကျတော့အပ္ပန္နကဆိုပါဠိစကားဖြစ်သည့်အတွက်ကြောင့်ပဏ္ဏဆိုတဲ့စကားလုံးကပဆောက်ရဲ့နာကြီးနှလုံး